जी अस्सलामुअलैकुम वरहमतुल्लाहि वबरकातुहू जी दारो चनो मनी आरो टिंग लाइक दे दी खलीरी ने अमी पो नो दी खलीरी ने अमी को चनो लाइन मो टिंग पी लाइक दे अछिन मा चनो दी मा खके लो सो कुनी ला लाइन मो टिंग पी लाइक मा तू ए नी बो अटुट खके याव ने दे सा बो खके याव ने दे ऐ किस्सा देकुပြောပြတဲ့အချိန်မှာကျွန်တော်ဒီကိုသူတို့ကျွန်တော် line မှာတင်ပေးလိုက်တယ်ပေါ့နော်တင်ပေးလိုက်တဲ့အချိန်မှာသူ့ကိုဒီမှာအလူရှင်တွေဒီမှာပေါ်လာတယ်ပေါ့နော်သူတို့နေဖို့အတွက်ကိုဒီမှာအိမ်ငှားပေးမယ်အလူရှင်လည်းပေါ်လာတယ်ပေါ့နော်ဒီဟာကတော့ခုနပြောသလိုသူတို့အခုနေနေတာကဒီအဆောင်ကဒါတစ်လဘယ်လောက်ပေးရလဲဒီအခန်းလေးကတစ်လောက်9000ပါဒီအခန်းလေးကဒါဆိုတစ်လောက်9000ပေါ့နော်ဒီအခန်းလေးကိုကျွန်တော်ရိုက်စီရတယ်နော်ဒီခန်းလေးကတစ်လောက်9000ဟာရီဘူးမီဘူးအပီးနဲ့9000နဲ့သူတို့တွေကလုပ်ပေးထားတယ်ပေါ့နော်အဲတော့အခုကဒီမှာကအလူရှင်ကဒီမှာဒီဥစ္စာကိုတကယ်လို့ဒီခလေးတွေနဲ့ဒီမိခင်ကိုသူတို့ဟောမဖြစ်လို့မကြည့်ရလို့ဆိုပြီးတော့သူကဒီအခန်းလာတာ6လတာသူပြင်ပေးမယ်ပေါ့နော်တစ်လောက်9000လုံးနဲ့6လတာ4သိန်းနဲ့2000ကျွန်တော်ကိုလှူဒန်းပေးထားတယ်ပေါ့ဒါပေမဲ့ဒီမှာအဆင်ပြေလို့ဒီတလာချင်းပေးဆိုတော့တလာချင်းပေးပြီးတော့ဒါနဲ့ဘိုင်တို့ဘက်ကနေလုပ်ပေးပါဆိုကျွန်တော်လူပေးထားတယ်အဲ့ဒါကိုကျွန်တော်6လတီကျွန်တော်ဒီမှာစီစဉ်လုပ်ပေးမယ်ပေါ့နော်ဒါကတော့ဒီ6လသာဒီအလူရှင်ကတော့ဒါမြောက်ကလာပါနေပြီးတော့ဦးလာရွှေနော်မြောက်ကလာပါနေဦးလာရွှေကနေပြီးတော့အိမ်လာသာ6လသာတင်ပေးထားတယ်6လကျုပ်ပေးထားတယ်နောက်တစ်ယောက်ကကြတော့ဒါအလူရှင်ကတော့နောက်တစ်ယောက်ကကြတော့ဒါမြင့်မှန်ဆိုင်ကနေပြီးတော့ဥခင်စိုးကငွေ3000လူပေးထားတယ်နော်မင်္ဂလာတောင်ညွန့်ကနေပြီးတော့အမီမဖော်လို့လူအမျိုးသမီးတူကနေပြီးတော့ငွေ3000လူပေးထားတယ်နော်အဲ့တော့ငွေ3000လူပေးထားတယ်ဆိုတော့ဒီမှာငွေ6000ကိုတော့ကျွန်တော်လူပေးခဲ့မယ်ပေါ့နော်ဒါငွေ6000နော်ဒါငွေ6000ကျွန်တော်လူပေးခဲ့တယ်ဒါလူရှင်တွေလူတွေကအိမ်လာတာ6လသာကြတော့ဒါမြောက်ကလာပါကနေပြီးတော့ကိုလာရွှေကနေပြီးတော့နော်ကိုလာရွှေကနေပြီးတော့အိမ်လာတာ6လသာတင်ပေးတယ်ပေါ့နော်သူ4သိန်းနဲ့2000ကျွန်တော်လွှဲပြီးတော့တစ်လ9000လုံးနဲ့တင်ပေးထားတယ်အဲ့တော့လူရှင်တွေနဲ့ပတ်သက်ပြီးပြောချင်တယ်လူရှင်တွေနဲ့ပတ်သက်ပြီးတော့သမီးတို့ဒီလိုလူရက်တော့ကိုကျေးဇူးတင်ပါတယ်လို့ဒီထက်မကလည်းလူနန်တိုင်းနိုင်ပါစေလို့ဒီထက်မကလည်းဗရကတိအများကြီးရပါစေလို့ဆုတောင်းပေးပါတယ်ဂျေနောက်တစ်ခုကဒီမှာတကယ်လို့ဒီတက်ထပ်လူကျင်နေဆိုရင်ကျွန်တော်ကလည်းတခြားလူတွေအများကြီးကျွန်တော်တက်နိုင်တဲ့ဘက်ကနေကျွန်တော်လမ်းမီတော့သွားနေတဲ့ပုံမှာတချို့လူကျင်တဲ့လူတွေပါရှိတယ်ဆိုရင်ဘာပြီးရဲ့ဖုန်းနံပါတ်လေးကိုတစ်ချက်လောက်ပြောပေးပါဒီမှာဓာတ်ရိုက်လူကျင်နေဆိုရင်လည်းသူ့ကိုဓာတ်ရိုက်လာလူလို့ရအောင်သူ့ဖုန်းနံပါတ်လေးကိုဒီကနေတခါတည်းရွတ်ပြပေးမယ်ပေါ့နော်ဘာပြီးတစ်ချက်လောက်ဖုန်းနံပါတ်လေးရွတ်ပြပေးပါအမေဖုန်းနံပါတ်ကတော့3998030223ဖြစ်ပါတယ်လို့399830နှစ်123ဖြစ်ပါတယ်နှစ်123ဖြစ်ပါတယ်ဒါကိုဓာတ်ရိုက်လူတန်းကျင်နေဆိုရင်တော့ဓာတ်ရိုက်လာလူလည်းရပါတယ်ပေါ့နော်ဒါကတော့